ကျွန်တော်ဘန်ကောက်ကချက်တူချက်ညာစည်းကိုသွားပြခဲ့တာလေးပါဗျာစီးရောတော်တော်ကြီးကြီးပြအထဲမှာလည်းတော်တော်စုံတယ်အပြင်ထဲမှာလည်းပစ္စည်းကြီးစုံတယ်ပစ္စည်းတွေတော်တော်စုံတယ်အဲ့ဒါတော့တကယ်ပစ္စည်းတွေတော်တော်စုံတယ်စိတ်ကြိုက်ညမ်းလို့ရတယ်နီးလို့ရတယ်စိတ်ပိုင်နဲ့ဝယ်လို့ရတယ်ပေါ့နော်ကိုဒေါသနဲ့ကိုယ်ဝယ်ပေးနေတော့ဒါတော့ကျွန်တော်ဘိုက်စားလို့ဝင်စားတာပေါ့နော်ကျွန်တော်မခေါ်တဘူးဗျာဒါပေမဲ့စားလို့ကောင်းတယ်မပိုင်ဆိုင်ရလဲညီခွင့်ရှိရဲဆိုတဲ့အတိုင်းကျွန်တော်ရှောက်နေခဲ့ပါသေးတယ်ဒါတော့ဖလက်တွေ discount ချနေတာဗျဘတ်150နဲ့တကယ်တန်ပါတယ်ကျွန်တော်လည်းကြုံလုံးလေးတင်ရဝင်ဆွဲကြလိုက်ပါတယ်ဗျာလာရင်တော့ discount ချတဲ့ပစ္စည်းတွေအများကြီးစီးချ250 300နဲ့အဲ့ဒီတန်တန်လန်းလန်းလေးဝယ်လို့ရတယ်ဗျာဒီမှာဒါတော့ထားလာပေါ့နော်ဝစ်ချင်လေးကျွန်တော်အဲ့ဒီလက်ရှိလေးတစ်ထည့်အုတ်ထုတ်လေးတစ်လုံးကျွန်တော်ဝယ်လိုက်ပါတယ်ဗျကဲဘယ်လိုလဲအနေထားလေးရှုလိုက်ပါဦးကောက်ကချက်တီချက်စီခဏအားလို့ကြံပြီးရတယ်ဘာလို့လာလို့ရှိရင်လက်ပေါ်လေးလက်ခုပ်ပြလာလိုက်တာတော်တော်စားကြမရှိတော့ပွားရောက်တော့နော်အားကြောင့်လာကြပါလေဈေးကလည်းရန်ကောင်းတယ်ဗျတကယ်ပြောတာဈေးကလည်းရန်ကောင်းတယ်ဝယ်ကြရတယ်အများကြီးပဲအဲအထင်းမှာလည်းဈေးတော်ဈေးတန်းစုံတယ်ဗျာတိတာဝယ်ကြများတယ်စီးတယ်ခေါ်ရင်လာတာများတယ်တော်တော်စီးတယ်ကြပြပါနော်တော်တော်စီးတယ်ကြပြတော်စီးအဲတော့ချက်တူချက်မချက်မဆင်းပြီးမချက်မချင်ရတာပေါ့မချက်ကနေလာတာတကယ်ရန်ဝယ်လို့ကောင်းတယ်ဖက်ပေါက်လိုက်ရှာတယ်ဖက်ပေါက်မရှိကျွန်တော်အဆင်မပြေတော့ဘူးလေနော်ဖက်ပေါက်မရှိဖက်ပေါက်တွေ့တဲ့ဒုက္ခရောက်တာဖက်ပေါက်ကျွန်တော်လိုက်ရှာနေပါတယ်